1388ခုနှစ်မြန်မာနှစ်ကူးကာလအတွင်းအိုးပိုင်အိမ်ပိုင်းနဲ့မြေကွက်တွေထောင်ချီပိုင်ဆိုင်နိုင်မဲ့အနည်းငယ်လေးကိုအကြောင်းအခုလိုဟောကိန်းထုတ်လာတဲ့ဗီဒီယိုဆရာအိမ်ဆိုတာလူတယောက်ကျွဲအမြဲတမ်းနှွေးထွေးလုံခြုံမှုပေးတဲ့နေရာပါဒါပေမဲ့ကိုပိုင်အိုးအိမ်မြေနေရာလေးတစ်ခုရရှိဖို့ဆိုတာကတော့ကုသိုလ်ကံရဲ့ပံ့ပိုးမှုလည်းအများကြီးလိုအပ်ပါတယ်1388ခုနှစ်မြန်မာနှစ်သက်မှာတော့အိုးပိုင်အိမ်ပိုင်းပိုင်ဆိုင်ရဖို့အတွက်ကန်းစားတာအထူးပွင့်လန်းနေတဲ့နေနံပိုင်ရှင်တွေရှိနေပါတယ်ပရိသတ်ကြီးတို့အတွက်အခု1388ခုနှစ်မြန်မာနှစ်သက်ကာလမှာနာမည်ကျော်ဗီဒီယိုဆရာကြီးကနေအိုးအိမ်မြေနေရာနဲ့ပတ်သက်လို့အင်မတန်ထူးခြားတဲ့ဟောကိန်းတစ်ခုကိုပြောပြလာခဲ့ပါတယ်ဒီနှစ်ချမ်းမှာအိမ်ဝယ်ဖို့အတွက်အိမ်ဆောက်ဖို့အတွက်ဒါမှမဟုတ်မြေကွက်ဝယ်ဖို့အတွက်စူးစမ်းနေသူတွေထဲမှာဘယ်နေနံတွေကများအိမ်မက်တွေတကယ်ဖြစ်လာမလဲဆိုတာဆရာကြီးရဲ့ဟောပြောချက်တွေကိုတစ်ခုချင်းစီအသေးစိတ်ပြန်လည်တင်ပြပေးလိုက်ရပါတယ်ရှင်တနင်္ဂနွေသားသမီးတွေအတွက်ကတော့ဒီဟောကိန်းရဲ့ပထမဆုံးကံကောင်းတဲ့သူတွေပဲဖြစ်ကြပါတယ်တနင်္ဂနွေနံကအထွန်းဆိုတဲ့နေရာမှာရောက်ရှိနေတာကြောင့်အိုးအိမ်မြေနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှန်သမျှအောင်မြင်မဲ့အဖြစ်မျိုးထွက်ပေါ်နေပါတယ်။အိမ်ဝယ်ဖို့အတွက်မြေကွက်ဝယ်ဖို့စူးစမ်းနေတဲ့ဆိုရင်လည်းအစီအပြေချုံးမိသွားမှာဖြစ်တယ်လို့အင်းစားဖို့အတွက်ဒါမှမဟုတ်အိမ်ပြောင်းဖို့အတွက်ပြင်ဆင်နေတဲ့သူတွေအတွက်လည်းလုံးဝကိုအဆင်ပြေသွားမယ်ကံထူးနှစ်ပဲဖြစ်ပါတယ်။အင်္ဂါသားသမီးတွေကလည်းဒုတိယမြောက်ကံကောင်းသူတွေအဖြစ်ဆရာကြီးရဲ့ဟောပြောမှုတွေရရှိထားပါတယ်။အင်္ဂါသားသမီးတွေကဒီနှစ်အတွင်းမှာအိုးအိမ်နဲ့ပတ်သက်ပြီးတော့ကန်ဆာတက်အလွန်တောက်ပနေပါတယ်။အိမ်ရောင်းဖို့ဝယ်ဖို့ဒါမှမဟုတ်ငှားဖို့ကိစ္စတွေမှာအကုန်လုံးအဆင်ပြေသွားမှာဖြစ်တယ်လို့မိမိတို့လူချင်းနေတဲ့မြေနေရာတွေကိုလည်းပိုင်ဆိုင်ခွင့်ရရှိတော့မှာပါ။ကန်ဆာတက်ထွန်းတောက်နေတဲ့စနေသားသမီးတွေကလည်းမြန်မာနှစ်သက်မှာကံကောင်းမှုတွေပိုင်ဆိုင်ရတော့မှာပါရှင်။စနေသားသမီးတွေအတွက်ဒီနှစ်ကအိုးပိုင်အိမ်ပိုင်ရရှိဖို့အတွက်အကောင်းဆုံးအချိန်မှာအိမ်ဆောက်ဖို့ကြိုးစားနေသူတွေအိမ်မြေရောင်းဝယ်ဖို့အတွက်ပြင်ဆင်နေတဲ့သူတွေအတွက်အဆက်ဆက်အရာအောင်မြင်မှုတွေရရှိပြီးတော့ချုံးမွေသွားမှာဖြစ်တယ်ဆိုပြီးဆရာကြီးကတော့အိုးအိမ်နေရာထိုင်ခင်အိမ်ပိုင်ရာပိုင်ဝယ်နိုင်လိမ့်မယ်ဆိုပြီးတော့လုံးဝကိုအာမခံထားပါတယ်။နောက်ဆုံးပိတ်ကန်ထုရှင်တွေကတော့ဇာတာပရိသသမီးတွေဖြစ်ပါတယ်။ဇာတာပရိသသမီးတွေကတော့အိုးအိမ်မြေနေရာထိုင်ခင်းတွေရောင်းဖို့ဝယ်ဖို့ငှားဖို့ကိစ္စတွေမှာလုံးဝကိုအောင်မြင်မဲ့အခြေအနေမျိုးတွေ့နေရပါတယ်။အိမ်အသစ်ဝယ်ယူနိုင်တာမျိုးဒါမှမဟုတ်ကိုပိုင်မြေကွက်လေးတွေပိုင်ဆိုင်တာမျိုးအဆရှိတဲ့ကံကောင်းမှုတွေကိုဒီနှစ်အတွင်းမှာကျင်းသိခန်းစားရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့နယ်လေးကိုဖြစ်တဲ့တနင်္ဂနွေအင်္ဂါစနေဇာတာပရိသသမီးတွေအနေနဲ့ဒီထူးခြားတဲ့အိုးအိမ်ကံပွင့်အလန်းစီဖို့အတွက်လည်းဆရာကြီးကအစွမ်းထက်လာတဲ့ရည်ရည်တစ်ခုကိုမှာကြားထားပါတယ်ဆရာကြီးရဲ့အထူးရည်တရားကတော့ဟောပြောချက်ထဲမှာပါဝင်တဲ့နေနံပိုင်ရှင်ကန်ထုရှင်တွေကမိမိတို့ရဲ့အိမ်ကဖျားစံမှာဖီချမ်းငှက်ပြောတပီးကိုကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်။ဖီချမ်းဆိုတာက9နှစ်ဖြစ်ပြီးတော့ငှက်ပြောဆိုတာကတော့2 5ဖြစ်တာကြောင့်ဂမ်ဘီယာမြစ်တက်စီးပွားတက်ဆိုတဲ့အတိုင်းမိမိတို့ရဲ့အိုးအိမ်မြေနေရာထိုင်ခင်းရပိုင်ခွင့်နဲ့အများဆုံးအဆင်ပြေပါစေကြောင်းဆုတောင်းရမှာပါ။တကယ်လို့ပြည်သက်ကြီးတို့ကအိုးအိမ်ပိုင်ဆိုင်ချင်တာမဟုတ်ပဲအိမ်ရောင်းဖို့အတွက်ကြိုးစားနေသူတွေဖြစ်မယ်ဆိုရင်လည်းဒီရည်တရားကိုပဲပြုလုပ်ပြီးတော့အိုးအိမ်မြေနေရာအများဆုံးရောင်းထွက်ပါစေဆိုပြီးဆူတောင်းပြီးရေတရားချီလို့ရပါတယ်။ဆရာကြီးကတော့ဒါကိုလုံးဝမမေ့လျော့ဖို့နဲ့တေချာလေးလှုပ်ဆောင်ကြဖို့အတွက်အထူးသတိပေးထားပါတယ်။ပြည်သက်ကြီးတို့ထဲမှာရောအခုပြောပြပေးခဲ့တဲ့တနင်္ဂနွေအင်္ဂါစနေနေ့ဇာတာပရိသသမီးတွေရှိတယ်ဆိုရင်တော့အခုကတည်းကရေတရားလေးတွေလှုပ်ဆောင်ပြီးအိုးပိုင်အိမ်ပိုင်တထင်းကြီးတွေဖြစ်လာဖို့အတွက်ပြင်ဆင်ထားလိုက်ကြပါအောင်နော်။ပြည်သက်ကြီးတို့အားလုံးနှစ်သက်မှာလူရဆန္ဒတွေပြေဝပြီးတော့အေဂျင့်နဲ့အင်္ဂါလေးတွေကိုပိုင်ဆိုင်ကြပါစေလို့လည်းဆရာကြီးကဆုတောင်းမြတ်တာပို့တာထားတဲ့အတွက်ကံကောင်းမှုတွေကိုလက်ခံသွားခဲ့ကြပါအောင်ရှင်။